ဝဆိုတာမြေကမ်းပါးတစ်ခုလိုပါပဲတစ်ချိန်ကကျွန်တော်တို့ကိုနာကျင်စေခဲ့တဲ့အရာတွေငိုချလောက်အောင်ခံစားခဲ့ရတဲ့အခက်အခဲတွေအခုပြန်တွေးကြည့်ရင်အဲ့ဓာတွေကိုငါဘလို့ကြော်ဖြတ်ခဲ့ရတာလဲဆိုတဲ့အတွေးနဲ့တောင်အံ့ဩသွားတတ်ပါတယ်အခုဖြစ်နေတဲ့ဝမ်းနည်းစရာတွေလည်းတစ်ချိန်ကျမေ့သွားမှာပါဒီနေ့မျက်ရည်တွေကျနေရင်ရင်ထဲမှာနာကျင်မှုတွေပြည့်နေရင်ဒါတွေအားလုံးတစ်ချိန်ကျအနာတရဖြစ်သွားမယ်ဆိုတာကိုသတိရပါဘဝမှာဘသူမဆိုကြော်ဖြတ်ရမယ့်အခက်အခဲတွေရှိပါတယ်အရင်တုန်းကမဖြတ်တန်းနိုင်ဘူးလို့ထင်ခဲ့တဲ့ဝမ်းနည်းစရာတွေအခုဆိုငါဒါကိုကြော်ဖြတ်ပြီးသွားပြီဆိုတဲ့အောင်မြင်မှုလေးတွေဖြစ်နေပါပြီဒီနေ့ရဲ့ငိုခြင်းတွေဟာနှက်ဖြန်ရဲ့အာမှန်ဖြစ်လာမယ်ဒါကြောင့်နာကျင်မှုကိုယာယီလို့မှတ်ပါအခက်ခဲကိုသင်ခန်းစာလို့ခံယူပါဝမ်းနည်းမှုတွေဟာတစ်ချိန်ကျသင်ကိုပိုခိုင်မာစေမဲ့အကြောင်းရင်းတွေပါအရင်တုန်းကငိုခဲ့ရတဲ့ညတွေအခုဆိုပြုံးပြီးပြန်ကြည့်နိုင်ပြီမလားဒီနေ့ရဲ့နာကျင်မှုတွေလည်းတစ်ချိန်ကျအဲ့ဒီလိုပါပဲမေ့သွားမဲ့ຢာတွေကြောဖြတ်ပြီးသွားမဲ့ခီးတစ်ထောက်ပါပဲဒါကြောင့်ခက်ခဲတဲ့အချိန်တိုင်းဒီစာသားလေးကိုပြန်ဖတ်ပါအနာဂတ်မှာပြန်ပြုံးမိမဲ့အကြောင်းတွေနဲ့ပြည့်နေလို့ပါ